ဟုတ်ကဲ့မင်္ဂလာပါနော်ဒီ2026မှာ Grab ကခုံကြီးကိုခဏခဏလာမေးကြလို့เนาะကျွန်တော်တင်ထားတာတော့ရှိတယ်အဲ့ဒါက2022က Grab version အဟောင်းနဲ့ဗီဒီယိုလုပ်ပြီးမှတင်ထားတာပေါ့เนาะအခုက2026ရောက်ပြီဆိုတော့ဒီ Grab ကခုံကြီးအသက် version အသက်ကိုကျွန်တော်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ပထမအဆုံးတော့ကိုကကောက်ဖွင့်ပေါ့เนาะကောက်ဖွင့်ပြီးတော့ဒီလိုပေါ်လာလိမ့်မယ်အကောက်ဖွင့်တာတော့မကတ်ပါဘူးပြီးရင်တော့ဒီမှာကားခေါ်မယ်ဒီမှာကားခေါ်ပြီဆိုရင်ဒီမှာကကိုတောခဲ့တဲ့နေရာအဟောင်းတွေပေါ်နေတာပေါ့နော်ကိုအခုအတက်လုံးမယ်ဆိုတော့ where to ကိုနေပြီးရင်ဒီမှာတွေ့တယ်နော်ဒီအနီရောင်ဒီ GPS logo လေးပါတဲ့နေရာကြတော့ဒီအောက်ကစာကြောင်းကတော့ကိုသွားမဲ့နေရာပေါ့နော်အဲကြောဥပမာ a new one Disney ဒီမှာကြတော့ one Disney ဒီမှာနော် one Disney ကို7-Eleven တော့မယ်ဆိုရင်7-Eleven အဲ့မှာကိုတော့မဲ့နေရာ uptown တော့မလားဒါမှမဟုတ်တမန်primary တော့မလားဒီမှာကိုတော့ချင်တဲ့နေရာကိုနှိပ်လို့ရတယ်နော်အမကိုတားချင်တဲ့လိပ်စာတော့အတိအကျဟိုဘက်မှာအရင်တောင်းပေါ့မတောင်းရင်လည်းကိုတွားမဲ့နေရာကိုက location တိပြီဆိုတော့ဒီမှာဥပမာဒီ GPS ဖုန်းမှာ original ဖုန်းမှာပါတဲ့မြေပုံတဲကိုတွားကိုပေကိုတွားချင်တယ်မေပန်းတွားချင်လားဆိုတော့မေပန်းကိုပန်မှာတွားချင်လားကိုနဲ့အနီးဆုံးပန်ကိုရှာပြီးမှကိုနဲ့အနီးဆုံးပန်ကိုရှာပြီးမှဒီမှာလိပ်စာတွေ့လားဒီမှာဒီမှာအောက်မှာလိပ်စာဒီလိပ်စာအဲ့လိပ်စာကိုဗီကူအဲ့လိပ်စာကိုဒီလိုနှိပ်လိုက်ရင်တော့သူ့ကိုဗီကူတယ်အဲ့ဒါမကူချင်လဲဒီအပေါ်မှာမေပန်းစလင်ပန်းတူအဲ့ဒါရှိတယ်အဲ့ဒါကိုဗီကူပြီးမှဒီမှာတော့ပြီးပြန်ရိုက်ထည့်လဲရတယ်ဒါနော်ဒီမှာနော်ဒီမှာစာကြောအများစလင်ပန်းမေပန်းစလင်ပန်းတူပေါ်လာတယ်အဲ့ဒါနဲ့ပြီးတော့ကိုဗီမာနေတယ်ကိုနေတဲ့နေရာကိုထောက်ပေါ့ကိုဗီမာနေလဲဆိုတော့ကိုထောက်ထားလိုက်ကိုထောက်လို့ပြီးသွားပြီဆိုရင်ဒီမှာကိုထောက်ထားလိုက်ကိုဗီမာနေတယ်ကျွန်တော်ဒီမှာနေတာမလို့ဒီမှာ pick up အဲ့လိုပေါ်လာပြီပြီးရင်ကိုပတ်စံကိုဒီမှာ cash နဲ့ရှင်းမှာလား grab wallet နဲ့ရှင်းမှာလားဒီမှာဘဏ်ကတ်နဲ့ရှင်းမှာလားဒီမှာကျွန်တော်ဘဏ်ကတ်ပေါ့နော်ဘဏ်ကတ်ချိန်ထားတာ cash နဲ့လည်းရတယ်ဒီမှာgrab wallet လည်း grab pay wallet လည်းကျွန်တော်ဖွင့်ထားတာမလို့ဒီမှာ ringgit 16ရှိတယ်ကျွန်တော်ထည့်ထားတာဒီ grab wallet ကအလကားဖွင့်လို့ရပါတယ်နော်ဗာမိတ်တော့ဘာညာမလိုပါဘူးအလကားဖွင့်ပြီးတော့အဲ့မှာကတ်တစ်ခုပေနိုင်ငံကဘဏ်ကတ်မဆိုဒီမှာချိတ်ပြီးမှကားခေါ်လို့ရတယ်အသုံးပြုလို့ရတယ်အထဲမှာပတ်စံရှိရင်ရပဲเนาะအဲ့ဆိုတော့ grab wallet ရွေးပြီးတော့အဲ့ဒါကိုကားကို booking လိုက်အောင်ပဲဒီမှာbooking လုပ်တယ်ပြီးရင်ကိုမကြိုက်တော့ဘူးဆိုတော့ဒီမှာချက်ချင်းပြန် cancel လိုက်လို့ရတယ်ဒီမှာ cancel ပြီးတော့ပတ်စံတော့ဖြတ်မသွားပါဘူးเนาะပတ်စံ grab wallet ဒီ grab pay ဆိုရင်တော့ဖြတ်မသွားပါဘူးเนาะပတ်စံတော့ဒါပေမဲ့ဘဏ်ကတ်မှာဆိုတော့ဖြတ်သွားပါတယ်ဒါပေမဲ့3-4ရက်ကြာပြီးမှအကောင့်ထဲပတ်စံပြန်ဝင်ပါတယ်ဘဏ်ကောက်ကဆိုတော့နောက်တစ်ခုရှိသေးတယ်အဲ့ဒါကြတော့ဒီ grab food တွေကယ်လီသမားတွေကြည့်ရမလားဆိုင်ကယ်သမားတွေသူတို့ကိုဟိုပစ္စည်းတစ်ခုခုနောက်တင်နေအောင်ပို့ချင်တယ်ဆိုတော့ဒီမှာနှိပ်ပြီးမှဟိုလိုက်ထည့်ဖြည့်ဆွတ်ပြီးမှပို့လို့ရတယ်เนาะကျွန်တော်ဆိုအဲ့ဒါပဲတောင်းတယ်ခဏပစ္စည်းပို့ခိုင်းချင်တယ်ဆိုတော့အသွားလာလည်းမလုပ်ချင်ဘူးပစ္စည်းလည်းပို့ချင်တယ်ဆိုတော့အဲ့ဒါပဲတုံးဖြစ်တယ်ကိုကားနဲ့သွားမယ်ဆိုတော့ကိုကသွားလဲသွားရအောင်ပဲပြီးပြန်လာအောင်မယ်ပတ်စံနှစ်ခါကုန်တယ်ဒီဆိုင်ကယ်ငှားမယ်ဆိုတော့ပတ်စံတစ်ခါပဲကုန်တယ်အဲ့လိုမျိုးရှိပါတယ်လို့ဒီမှာနော်အဲ့ဒါ2026ကားခုနှစ်အစ်စ်ပါနော်နောက်ထပ်ပြန်ပြောပါမယ်ဒါက
ကိုတော့မဲ့လိပ်စာမတိဘူးဆိုတော့ကိုယ့်ရဲ့အတိမိတ်ဆွေလိပ်စာလမ်းရဲ့လိပ်စာအိမ်နံပါတ်အတိအကျအကုန်တောင်းပါနော်အဲ့ဒါအကုန်တောင်းပြီးမှကိုမတိဘူးဆိုရင်လည်းဒီ Google Map မှာတွားရှာပြီးမှဒီမှာlocation ရှိပါတယ်3156အဲ့ဒါဆက်9300အဲ့ဒါတွေက location ပါနော်ဒီမှာ location အဲ့ဒါကိုခေါ်ပါတယ်နော်တောင်းထားတဲ့လူတွေအတွက်အစ်စ်ပြန်လုပ်ပေးတာပါ Grab ကခေါ်နေ